ကျွန်တော်ကိုအမြဲတမ်းပြောဖို့တဲ့စကားလေးတစ်ခုရှိတယ်ကို passion ဖြစ်တဲ့အလုပ်ပဲလုပ်မယ်ကိုနှစ်သက်တဲ့အရာနဲ့ပဲရှင်သန်မယ်လက်တွေ့ရတော့ချားစီပဲအစမှာတော့အားလုံးကယူရှင်းတယ်ကိုနှစ်သက်တဲ့အရာတစ်ခုရှိတယ်ကျွမ်းကျင်တာတော့မကျွမ်းကျင်ဘူးဒါပေမဲ့အဲ့ဒါလုပ်နေရင်ပျော်နေအဲ့လိုနဲ့အချိန်ကြီးကြာလာတော့နောက်ထပ်အလုပ်တစ်ခုတွေ့တယ်အဲ့လုပ်ကြတော့ကျွမ်းကျင်တယ်ကျွမ်းကျင်တဲ့အလုပ်ဖြစ်တဲ့အတွက်လူတွေကလည်းအတိမတ်ပြူတာအလုပ်ဖြစ်တယ် progress လေးရှိတယ်ပေါ့နော်အဲ့တော့အလုပ်လုပ်နေရတာကလက်တွေ့ကြရလို့ခံစားရတယ်ကိုယ့်ကိုမှန်တယ်လို့လည်းယူဆတယ် result တွေလည်းကောင်းတယ်ပေါ့နော်အဲ့တော့ပြန်ခြုံကြည့်လိုက်ရင်အလုပ်ကိုလုပ်နေရတာဘယ်လိုခေါ်မလဲကိုလမ်းမှန်တစ်ခုပေါ်မှာရောက်နေတယ်လို့မျိုးပဲပေါ့နော်ဒါပေမဲ့ကြာလာတော့လေကိုပြစ်ချခဲ့တဲ့အလုပ်ပေါ့နော်ကို passion ဖြစ်ပါတယ်ဆိုတဲ့အလုပ်ကိုမလုပ်ခဲ့ရလေခြင်းဆိုတဲ့အတွေးကဝင်လာတယ်အစပိုင်းတော့ကိစ္စမရှိဘူးဒါပေမဲ့တဖြည်းဖြည်းကြာလာတာနဲ့အမျှဘယ်လိုခေါ်မလဲထိုးချက်တွေကပြင်းလာတယ်လို့ပေါ့နော်တချို့နေ့တွေဆိုရင်အတွေးကြီးဝင်လာပြီဆိုတော့အဲ့နေ့အလုပ်မလုပ်ချင်တော့စိတ်ကြီးကထိုင်းမိုင်းတော့ဟာပေါ့နော်ဘယ်လိုခေါ်မလဲကိုလည်းကျွန်တော်ကိုပြန်ပြီးတော့ဆန်းစစ်ကြည့်တာတခုရှိတယ်ကျွန်တော်တို့ဒီ passion ဖြစ်တဲ့အလုပ်နဲ့ဒီဘက်က skillful ဖြစ်တဲ့အလုပ်ကိုကျွန်တော်ရွေးခဲ့တဲ့အချိန်တုန်းကကျွန်တော်တို့ကဒီ skillful ဖြစ်တဲ့အလုပ်ပေါ့နော်ဒီကျွမ်းကျင်တဲ့အလုပ်ကိုကျွမ်းကျင်လို့ရွေးခဲ့တာမဟုတ်ဘူးကျွန်တော်တို့တွေကဘဝကြီးမှာတဖြည်းဖြည်းနဲ့တာဝန်တွေဝတ္တရားတွေ responsibility တွေများလာတာနဲ့အများကျွန်တော်တို့တွေကလက်တွေ့ကြတဲ့အရာကိုပဲရွေးခဲ့တာကျွမ်းကျင်လို့ရွေးခဲ့တာဆိုတာတဲ့အလုပ်ဖြစ်လို့ရွေးခဲ့ကြတာဒီလိုနဲ့ကျွန်တော်တို့အချိန်ကြာကြီးဘဝကြီးမှာရှောက်လန်းလာခဲ့လိုက်တာတစ်ချိန်ကျွန်တော်တို့ပြန်လှည့်ကြည့်လိုက်တဲ့အချိန်ကြတော့ကိုအခုရောက်နေတဲ့နေရာကြီးကကိုတခါမှမတွေ့ဘူးစိတ်ကူးမြင်ဘူးတဲ့နေရာမျိုးပေါ့နော်အဲ့တော့ဘယ်လိုခေါ်မလဲကျွန်တော်ဒီအခုကြည့်နေတဲ့ viewer တွေကျွန်တော် channel မှာကြည့်နေတဲ့ viewer တွေဆိုရင်ဟောပေါ့နော်ကိုမနစ်သက်တဲ့ passion မဖြစ်တဲ့အရာမှာကျွမ်းကျင်နေမလားဒါမှမဟုတ်အခုကိုနှစ်သက်တဲ့အရာကိုပြန်စမလားဥပမာလေးပေါ့နော်ကျွန်တော်ငငယ်ဆယ်ကျော်သက်အရွယ်တုန်းကဆိုရင်romance အချစ်ရုပ်ရှင်လေးကြည့်ကြတယ်အဲ့တော့ချစ်ကြောင်းကြိုက်ကြောင်းဆိုတာကျွန်တော်တို့ကအဲ့လိုစိတ်ဝင်စားတော့ဒါကြီးကဘဝကြီးလို့ထင်ပြီးပြုံးဖြီးပြီးကြည့်တဲ့ရုပ်ရှင်ဇာတ်ကားတွေဆိုတာအခုကျွန်တော်တို့ဒီအသက်ရလာတဲ့အချိန်မှာကြည့်ရင်အဲဇာတ်ကားတွေကပြင်းစရာကြီးဒါနော်ပြီးတော့ဥပမာတစ်ခုကြတော့ကျွန်တော်ငငယ်တုန်းကကျွန်တော်တို့ပတ်စံလေး300 400 500လောက်ရပြီဆိုရင်ပတ်စံလေးယူပြီးတော့ဂိမ်းဆိုင်မှာဂိမ်းသွားဆော့ရတဲ့ feeling နဲ့အခုကိုပိုင်ပတ်စံနဲ့ကိုယ့်ကို PC ဆင်ပြီးတော့ဆော့ရတဲ့ feeling မျိုးပေါ့နော်အဓိက excitement ပေါ့အဲ့တော့ကျွန်တော် viewer တွေကိုကျွန်တော်ကဒီ video ကကျွန်တော် viewer တွေစီကနေပြန်ပြီးတော့အကြံဉာဏ်တောင်းတဲ့သဘောပေါ့နော်အဓိကကျွန်တော်လက်ရှိဘာဖြစ်နေတာလဲဆိုတော့ကျွန်တော်အရန်လှုပ်ချင်ခဲ့တဲ့အရာတစ်ခုကိုအခုစရမလားဒါမှမဟုတ်အချိန်ဒီလုံးဝအခုထက်ပိုပြီးတော့ပြည့်စုံတဲ့အချိန်ရောက်မှစရမလားပေါ့နော်excitement မကြံတော့မှာဆိုတာအဓိကတော့ကိုယ်ယူသွတ်တဲ့အရာဖြစ်တဲ့အတွက်ကြီးလိုက်ရင်လည်းယူသွတ်နေဦးမယ်လို့တော့ယုံကြည်တယ်ဒါပေမဲ့ခုနရှိတော့ပြောခဲ့တဲ့ဥပမာတွေလို့ပေါ့နော် excitement မကြံတော့မှာလေဆိုတယ်ဒါပေမဲ့အခုချိန်လုံးမယ်ဆိုရင်လည်းနည်းနည်း struggle ရဆိုတော့ yeah အဲ့တော့ကျွန်တော် viewer တွေထဲမှာကိုယ့်ရဲ့အတွေးအခေါ်အယူဆအတွေးအမြင်လေးတွေပဲဖြစ်ဖြစ်အတွေးအကြုံလေးတွေပဲရှိတာပဲဖြစ်ဖြစ်ကျွန်တော်နဲ့မျှဝေပေးတဲ့တခြား viewer တွေစီလည်းအတွေးခေါ်လေးတခုရအောင်ပေါ့နော် comment မှာရေးပေးသွားကြပါဦးဒီလိုမျိုးကိစ္စတွေမှာကြတော့အမှန်နဲ့အမှားအဖြူနဲ့အမဲရှိတာမဟုတ်တခြားအဖြေတွေဆိုတာလည်းရှိရလေအဲကြောင့်မလို့လေကျွန်တော်တို့ယူရခတ်တာဆိုတော့ yeahဘာပဲဖြစ်ဖြစ်ကိုတွေးမြင် user ချက်လေးတွေရေးပါအောင်ကျွန်တော်တကယ်ဖတ်ချင်လို့ပါ yeah ကျေးဇူးများတင်ပါတယ် see you guys take care